ဒီနေ့စထုတ်တော့မယ်ဆိုရင်ပထမအဆုံးလုပ်ရမယ့်အရာကကိုကဘယ်သူကိုရောင်းမှာလဲအတက်ဘယ်လောက်ကိုရောင်းမှာလဲเนาะဘယ်လိုဒီဇိုင်းမျိုးထုတ်မှာလဲပြီးတဲ့ခါကျတော့ဘယ်ဈေးကွက်မှာဖောက်မှာလဲနောက်ထပ်ကကိုယ်တိုင်ရောင်းမလားတော့မဟုတ်ဝန်ထမ်းတွေကိုရောင်းခိုင်းမလားဒီလိုမျိုးစဉ်းစားစရာတွေအများကြီးထွက်ခဲ့တယ်ပေါ့နော်အဲ့ခါကျပထမဦးဆုံးအရာကဘယ်သူကိုရောင်းမှာလဲဆိုတဲ့မေးခွန်းကိုကနေ့ချက်အကျယ်အနေနဲ့ရှင်းပြပေးသွားပါမယ်အခု local brand ထုတ်ဖို့စဉ်းစားနေရဆိုရင်ဒီ video file လေးကိုစောအောင်နားထောင်လိုက်ပါပထမအဆုံးတစ်ချက်တော့ကဘယ်သူကိုရောင်းမှာလဲဆိုတဲ့အရာကစဉ်းစားလိုက်တဲ့အချိန်မှာဟာကိုကတွေ့တဲ့လူကိုရောင်းမှာပေါ့ဒီလိုမျိုးစဉ်းစားမယ်မဟုတ်ဘူးเนาะဥပမာအနေနဲ့ပြောပြမယ်ဆိုရင်ဘယ်သူကိုရောင်းမှာလဲဆိုအသက်အပိုင်းအခြားကိုကြည့်လိုက်မယ်ဆိုရင်အသက်15နှစ်ကနေเนาะ20-25ကြားကိုရောင်းမှာလားတော့မဟုတ်မွေးကင်းစကလေးတွေကိုရောင်းမှာလား10ကျော်သက်ကလေးတွေကိုရောင်းမှာလားတော့မဟုတ်15ကနေအသက်40ကြားတွေကိုရောင်းမှာလားအသက်ကြီးတဲ့အပိုင်း50ကနေเนาะလူကြီးပိုင်းတွေကိုရောင်းမှာလားဆိုတဲ့အရာကိုတစ်ချက်ပြန်စဉ်းစားပေးရပါတယ်မစဉ်းစားဘဲနဲ့ကိုကထုတ်ချင်တာထုတ်မယ်ဆိုရင်ရောင်းမရတဲ့အဆင့်ကိုရောက်သွားမယ်ကိုရဲ့ local brand ကထင်ထားသလောက်မပေါက်နိုင်ဘူးဒါကြောင့်မလို့ကိုကဘယ်အသက်ပိုင်းခြားကိုရောင်းမှာလဲဆိုပြီးတော့မှပထမဦးဆုံးစဉ်းစားရမှာဖြစ်ပါတယ်အဲ့ဒီအသက်ပိုင်းခြားကိုစဉ်းစားပြီးပြီဆိုမှနောက်ပိုင်းကဒီဇိုင်းတွေဈေးကွက်ဖောက်မဲ့အပိုင်းတွေရောင်းမဲ့အပိုင်းတွေဆိုင်ဖွင့်မဲ့အပိုင်းတွေကိုဆက်ပြီးတော့မှစဉ်းစားရတာဖြစ်ပါတယ်ဒီ local brand ထုတ်ဖို့အတွက်စဉ်းစားနေတဲ့လူတွေအတွက်ဒီ video file လေးကအကျိုးရှိမယ်လို့ထင်ပါတယ်အကျိုးရှိရဆိုရင်တစ်ချက်ရဲ့ဒီ video file လေးကို share တော့ဖို့မမေ့ပါနဲ့တစ်ချက်ကတော့တစ်ချက်လင်းမှာအားလုံးကိုကျေးဇူးတင်ပါတယ်